မယ်နော်မလေးကမိဘရှိတာရှိရောအမလေးကခင်ဘူးနော်ဘယ်တော့မဆိုင်ဘူးဖြစ်တယ်မလေးဘူးဘကတော့ဘာလို့အမကိုတနိုင်ငံလုံးတိပါတယ်လို့ဖခံစားပါတယ်လို့ဘာလို့အမကိုအဲ့လိုပြောရလဲညီမလေးအမကိုပြော对，你妈骂我了，给骂我，给骂我，မလေးတဲ့ဘာမကျင်တဲ့ပြီးတော့ဆဲနေတယ်အဲ့ဒါကိုပြောပြလိုက်မလေး line မှာဘာပြောလို့ဆဲတာအဲ့ဒါကိုပြောပြတယ်အမနဲ့ညီမလေးပုဂ္ဂိုလ်ရေးရပတ်သက်တာရှိလားအမကညီမလေးကို comment မှာလာဆဲတာရှိလားမရှိဘဲနဲ့အမရဲ့ video file အောက်မှာညီမလေးဒီလာဆဲသွားတာညီမလေးရဲ့စိတ်ခံစားချက်ကိုလည်းပြောပြလို့ရတယ်အမတော့လုံးဝ record ပေးထားပြီလား我哪有我，你俩好，လူငယ်ပေါ့ကွာကိုလုံးလုံးမျိုးပဲသမီးထားသွားတာကွာဒီတကယ်ဒါလောက်ပြတော့မှားလို့အဲ့လိုအကောက်စစ်တင်နေရောအကောက်စစ်တင်နေအဲ့အမကအကောက်အကျူဆိုညီမလေးတို့လိုပဲအမသွားတယ်တွေ့တယ်သူတို့မတင်ပါနဲ့ဆိုတော့အမမတင်သေးဘူးဒါတော့ညီမလေး၃ယောက်ညပထမတစ်ယောက်ကတော့အမတို့ညာရင်းဝင်ဖမ်းလိုက်တယ်တန်လင်းဒါကလန်းဟုတ်တယ်နော်ရက်ွက်ရေးအုပ်ချုပ်ရေးမှုဂျာအင်းပါတယ်မတို့နော်ဝင်ဖမ်းလိုက်ပါတယ်ဥပဒေအရအားလုံးပဲပြလိုက်ထားပါနော်ဝင်ဖမ်းလိုက်ပါတယ်ဖွင့်လိုက်ဖမ်းလိုက်ပြီးဒီမှာအဲ့အစ္စလမ်လူမျိုးအမျိုးသားဒီကျမအမကိုပေါ့နော်ခံဝင်ကတိနဲ့အခုချိန်ကြီးနေရပါတယ်ဒါမှအဲ့ဒီရဲ့မောင်လေးဟာတော့ခံဝင်ကတိနဲ့မို့လို့အုပ်ချုပ်ရေးရက်ွက်ရုပ်အကုန်လုံးဌာနဆိုင်ရာတွေနဲ့ဒီစာတော့ချုပ်ပြီးတော့သူတင်နောက်ဒီပုထုကကိုအောက်ကနေပြီးတော့သူဒီဆဲဆိုချင်းချင်းချောက်ချင်းမလုပ်တော့ပါဘူးဆိုပြီးတော့သူဒီခံဝင်ကတိနဲ့ပဲထားထားတယ်ခံဝင်ကတိနဲ့ပဲထားထားတယ်အမအဲ့ဒီဟာကိုလည်းအမမသိဘူးအခုညီမလေးနဲ့နားတွေ့ရရဲဆိုတာပထမအချိန်မှဒီဖုန်းဆက်သွယ်တယ်နော်ညီမလေးဖုန်းထဲမှာအမကိုတောင်းပန်တယ်ညီမလေးအမျိုးသားလည်းတောင်းပန်တယ်ဒါပေမဲ့အမကမကျင်တတ်ဘူးမကျင်တတ်တဲ့ညီမလေးရှိတဲ့ဆိုင်ကိုလာပြီးတော့အမကဒဲ့ရှင်းတာအမဒီဖာခံစားတယ်နင်ကဖာတယ်မတနိုင်ငံလုံးသိတယ်နင်ဖာခံစားတာဆိုပြီးတော့ညီမလေးဒီအစ္စလမ်လူမျိုးဖြစ်တယ်နော်အမကိုဘာလို့ပြောတာလဲအမတကယ်ပဲဖာတယ်လားဖာခံစားရလားဟုတ်တော့ပြောအကုန်လုံးပြောပြီးတော့ညီမလည်းပြင်တယ်အဲ့ဟာညီမလည်းကိုပီတောင်လုပ်ပြီးတော့အဲ့လောက်ပြီးတော့မှသူများကြီးအကောက်အစုလေးအကောက်စစ်နေတာညီမနားမလဲအဲ့လိုကိုပီလေးလုပ်ပြီးပြီးငါအမျိုးသားကိုလည်းမိုင်းနေပါတယ်တော့ညီမလေးကိုအမကပထမတစ်ကြောင်းဝင်ဆဲတဲ့အခါမှာ3နာရီရှိပါတယ်အမစောင့်ကြည့်နေရအမတက်တက်ရှိရပြီးပြမယ်နော်ဒါဒီဖုန်းကကြိုက်ထားတဲ့ဗီဒီယိုညီမ3နာရီအမကလေအဲ့လိုညီမပြောပါမယ်ညီမ3ချိန်လားမသိဘူးမမဆဲလိုက်နေဟုတ်တယ်3ချိန်မှာမမ record ပေးထားသေးတယ် record ပေး2ချိန်ပေးထားတယ်မမဟုတ်လားမောင်လေးရဲ့အမျိုးသမီးကိုအမ2ချိန်ပေးထားတယ် record လောကအော်သူဆဲပါတယ်လူငယ်မို့လို့ဆဲပိုင်ဝင်ရှိရဆဲပါတယ်ဆိုပြီးတော့နောက်တစ်ချိန်မှာတနိုင်ငံလုံးသိတယ်ဖာခံစားရဆိုတဲ့စကားကြမှာအမဒီလိုမျိုးလောက်ရချင်းဖြစ်တည်မောင်လေးဒါမှဘကနွန်လားမောင်လေးရဲ့သမီးဘကနွန်လားဆိုတော့ဟုတ်တယ်မမမှန်တယ်အမိမှားတယ်တကယ်မှားတယ်တကယ်မသိလို့အခုညီမလေးကတော့မသိလို့ညီမလေးကကလေးလို့ပြောရတယ်ညီမလေးအသက်ဘယ်လောက်20ဆိုလို့ရှိရင်တော့ကလေးမဟုတ်တော့အိမ်အောင်လည်းပြုနေပြီနော်ဒါပေမဲ့ညီမတို့ညီမတို့မှာလုပ်ပြီးမယ်ငိုနဲ့ငိုတရားမဟုတ်ဘူးကိုမားကိုဝေဒနာလို့ပြောငိုတာမတဲ့မကျန်ပုံမှန်ပဲပြောမလုံမကျန်ကိုပြောပုံမှန်ပဲပြောမလုံပုံမှန်ပဲပြောသဘောပေါက်လားပုံမှန်ပဲပြောတောင်းမှန်စရာရှိတော့တောင်းမှန်သဘောပေါက်စကားအခုမပြောနဲ့အဲ့တောင်းမှန်တာလည်းမင်းရတယ်ဒီမှာတောင်းအဲ့အခုမှလာတော့လေမဟုတ်ဘူးတောင်းညီမထားတယ်မောင်းအောင်ဝေးခံတယ်မမအတွက်အဲ့ဒီကောမန့်အမကိုဘယ်လောက်ထိလောက်ကြံလဲညီမလေးကတွေ့မှာပါအကောက်တူနေတယ်ညီမလေးကအဲ့အကောက်တူတွေပြောနေတာကိုတွေ့လို့ဆိုပြီးတော့ညီမလေးအနေနဲ့ဝင်ဆဲတာဟုတ်တယ်နော်ဟုတ်လားအဲ့ဒီကညီမလေးကိုအမကိုလောက်တာကအကောက်တူတွေကလုံနေတာအကောက်စစ်ဆိုတာကအမတို့နာမည်လည်းထည့်မပြောရဲဘူးအချို့ဆဲလီတွေတော့တွေ့တယ်အမတို့ပြောရတယ်အမတွေ့တယ်ဒါပေမဲ့အမတို့ပုံလေးမပါဘူးအမတို့နာမည်လည်းထည့်မပြောထားဘူးအမတို့အဲ့လောက်ထိဆဲဆိုထားရတာမရှိလို့အမကပတ်ပေးထားပြီးသားလွတ်လပ်ခွင့်ပေးထားပြီးသားโอเคပြောရတယ်ငါ့ကိုခါတယ်လို့လည်းမဆဲဘူးKTV တို့လည်းမဆဲဘူး date ခဲဆိုပြီးတော့မဆဲထားတဲ့၍အမဒီသူတို့ကိုမလုပ်ဘူးအခုညီမလေးဆဲတာဒီအမကဖာခံစားရတဲ့နိုင်ငံလုံးသိပါတယ်ဆိုတဲ့စကားဒီညီမလေးနားထဲမှာအခုနေကြားတာအဆင်ပြေလားမပြေဘူးဒါပဲလေညီမလေးရဲ့ဒါကိုရင်းစာမှုကအဲ့ဒါလေလူတစ်ယောက်ကြောက်ကိုအတွင်းသိအစင်းသိမသိပဲနဲ့အပေါ်ရန် social လောက်ကိုကြည့်ပြီးတော့အမကိုဖာခံစားတာမှလို့ပြောတဲ့အခါကျတော့အမတစ်ယောက်နေရဘယ်လိုခံစားရမလဲညီမလေးစဉ်းစားကြည့်လိုက်ဒါဒီ
တော့ကောက်ယူရဲဆိုတာကလည်းအမကလူကြီးတွေကိုပြန်ပြမယ်နော်လူကြီးတွေကိုပြန်ပြမယ်အမကတက်စင်လူတယ်ဘာသာအမကတက်စင်မရှိဘဲနဲ့အဲ့ဒါတောင်းမှန်လိုက်တယ် ဟုတ်တယ်ဟုတ်တယ် နော်ဒါအမကိုဘယ်လိုစိတ်နဲ့ဆဲလဲဆိုတော့အမတော့ တကယ်အဲ့လိုလုံးလိုက်တယ်ဆိုတာလေတကယ်အခုလုံးလိုက်လို့လားရောတော့မတော့လုံးလိုက်တယ်ဒါပေမဲ့အဲ့လိုအကောက်အစုလေးအကောက်အစုလေးတကယ်မသိတာတကယ်မသိမမပြောတာအကောက်အစုဆိုတာဟောအဲ့လိုမျိုးလုံးလို့ရတယ်အဲ့လိုမျိုးဝင်ကြည့်လို့ရတယ်ဆိုတော့သိတာသမီးဘယ်လောက်ကြောင်လဲဆိုသူလည်းတိုင်းမတော့သမီးသုံးတဲ့ဟာလေဒီဟာလေးပဲသုံးတာသူကတခြား ဟုတ်ဗျာသူကလည်းတင်မှာပြောလိုက်တာကျွန်တော်ဘာတော့အဲ့လိုမျိုးအရင်စော်ကားတော့သူလည်းပေါက်ပြီးပြောလိုက်တာဗျာသိလားအဲ့လိုမျိုးဟိုဖေထူးကိစ္စအလူကြီးတော့ဝင်ပြီးတော့မ ဘာ ဆဲ သာအမတို့စော်ကားထားတယ်ဆိုတာအဲ့ဒါအမတို့ကဘာသာဆိုတာအမတို့ကလုံးဝမစော်ကားဘူးအမ ဘယ် တို့မ လို သိ ဘာ တဲ့ သာမဆိုးတာ မဟုတ်ဘူး မသိရဘူးလို့အမတို့မသိဘူးလို့ပြောတာ မသိအဲ့ဟုတ်တယ် မသိတော့ခဏနေမှာသိတဲ့အမတယောက်ကရှင်းပြပြီးတဲ့နောက်ပိုင်းမှာအမတို့ကโอเคသူတို့ဒီလိုပြောတာမကြိုက်ဘူးလား ဟုတ်တယ်ပထမအမသူပြောအမားတို့ပြောတာသူကအဲ့ဒီမှာဝင်ပြောတာလားတဘောပါလေကျွန်တော်ပြောတာအမားတို့မစော်ကောင်းမပြောနဲ့ဘာတော့မစော်ကောင်းမပြောနဲ့ရှင်းလား ခဏလေးမောင်လေးအဲ့ဒါ အမားတို့အာဇန်ပေးတာကိုလည်းအာဇန် အကိုတော့အခုခဏလေးဘာသာရေးကိစ္စရှင်းဖို့လာတာမဟုတ်ဘူး အဲ့ဘာသာရေးကိစ္စတွေပြောတာညှိနေ မဟုတ်အကိုပြောရှင်းရှင်း ဘာသာရေးကိစ္စတွေပဲညှိ မင်းရဲ့မိန်းမကအကိုပြောနားတော့မင်းမိန်းမကနိုင်ငံတော်တချင်းဆိုတဲ့ post အောက်မှာအခုလို့လာဆဲထားလို့လာရှင်းတာဘာသာရေးကိစ္စရှင်းရင်တခြားကိစ္စထပ်ရှင်းမယ်ဘာသာရေးကိစ္စရှင်းရင်အဲ့ဒါကိုတက်ရှင်းမယ် ရှင်းကျဲသွားမယ်ခုသူ့ကိုဒီဖာတဲ့အကြောင်းကိုဒါအရင်ရှင်းလာ တော့တယ်အကိုတို့ ဒါတို့ဒီမောက်တောင်းမှာဟုတ်တယ်လေတောင်းမှာဘာဖြစ်ဆဲလဲဆိုတော့ကျွန်တော်ပြောပြဟိုပြဿနာတောင်းမဟုတ်ကျွန်တော်ပြောပြတယ်သူကအပြင်မရှိဘူးကြာသူမပြောရင်ဒီလားအဲ့ဒါကြောင့်ကျွန်တော်ပြောပြ တုံးတဲ့ သူစိတ်ထဲမှာသူ့ဘာသာကိုအဲ့သူ့ဘာသာကိုစော်ကားရဲ့ထင်ပြီးသူလားဆဲတာ အေးပေါ့အဲ့လို သူ့ရဲ့ မျိုးလို့ emotion အေး သူ့ ပေါ့ ရဲ့ emotion ဒါပေမဲ့အဲ့အမပြောထားတဲ့အမဆဲထားတဲ့ video file အောက်မှာလည်းဘာသာရေးမဟုတ်ဘဲနဲ့သူကနိုင်ငံတော်တချင်းဆိုတဲ့အောက်မှာလာတက်ထားတာမဟုတ် ဟို ဘူး ဒါပေမဲ့ အဲ့ နိုင်ငံ ဒါ တော်တချင်း အဲ့ဒါမှန်တယ်မှန်တယ် မှန်တယ်မနော် ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါနိုင်ငံတော်အကြောင်းမှတမန်ဆဲထားတာဟုတ်တယ်ဒါပေမဲ့ဟိုအရှိရနှစ်အကြောင်းကကြတော့ဘာသာရေးလုပ်တဲ့နေရာမှာတမန်ဆဲထားတာအဲ့တော့မမအခုမမအခုဖြစ်ချင်တာကကြတော့နိုင်ငံရေးတချင်းဆိုထားတဲ့အောက်မှာဆဲထားတယ်မမတောင်းပန်ထားတာဘာသာရေးအောက်မှာဆဲထားလို့တောင်းပန်ခိုင်းတာမဟုတ်ဘူးသိလားဘာလို့ဘာသာရေးအောက်မှာဆဲထားလို့ဘာလို့အခုကဘာသာရေးကိစ္စရှင်းနေတာမဟုတ်တဲ့အတွက်ဘာသာရေးအောက်မှာဆဲထားတဲ့ post ကိုရှင်းခိုင်းတာမဟုတ်ဘူးဘာသာရေးမှာအရန်ပြောထားတဲ့အပေါ်မှာတမီးရဲ့ emotion အခုမှပြောလိုက်ကြအမရဲ့ emotion ပေါ့နော်တမီး emotion ကအရန်မြင့်သွားတယ်ဟုတ်တယ်နော်ကိုဘာသာကိုထိတဲ့အချိန်မှာအရန်မြင့်သွားတယ် ဒါပေမဲ့အမဘာသာထိရဲ့လို့ပြောတယ်အမတို့ကမသိလို့မသိဘူးပြောတာ ဟုတ်တယ်မှန်တယ်ဒါပေမဲ့မသိလို့ပြောတဲ့အချိန်မှာအမတော်မှာကွာအမဒီအသက်အရွယ်မှာအမမသိတဲ့ဟာတွေရှိသေးတယ်သိလားအဲ့လိုပဲတမီးရဲ့ဒီ မသိတဲ့မသိတဲ့ခါမှာညီမလေးတို့ဘာသာကိုအမမသိဘူးပြောတိတ်မစိုးနဲ့မမတို့ပထန်းကိုလည်းညီမလေးတို့သိမှလည်းမဟုတ်ဘူးဒါကိုမသိမစိုး ပထန်းမှာမသိတဲ့ဟာကိုတမီးတို့ကလည်းအဲ့ပထန်းအကြောင်းမသိဘူးဆိုတဲ့ဟာကိုအဲ့လိုအကျေသဝင်းကြီးကွာသိလားအဲ့လိုမျိုးတမီးတို့မပြောဘူးကွာ အမအချက်တဝေးပြောတာမဟုတ်ဘူးညီမ မမ လေး ကကတော့ သိလို့ နေကောင်းမဲ့ရင်းမိတယ်ရင်းမိတယ်အဲ့ဟုတ်တယ်အဲ့ဒါကိုပြောတာလေဘယ်ကောင်းမဲ့ကိုအခုတောင်း အဲ့ကျ ကောမဲ့ရေးမိအမကျင်တဲ့အောင်နေတောင်းမှန်တာဝန်ရှိနေတောင်းမှန်လား မဟုတ်တမီးပြောတာအဲ့ဒါပဲတမီး ဘ ဘယ် ယ်ချိန်တွေမပြောနဲ့နေငါပြောတာငါနေတောင်းမှန်မှာအမကျင်တဲ့အောင်နေ အခုအဲ့နဲ့ပတ်သက်ပြီးအခုတောင်းမှန်လား အခုတမီးအဲ့လိုမျိုးအမကိုဆဲမိတယ်အမကနိုင်ငံအဲ့ဒီမှာဆိုနေတဲ့အချိန်မှာတမီးကဆဲမိလိုက်လို့အဲ့ comment ကိုတမီးတောင်းတယ်ဟုတ်တယ်နော်တမီးတကယ်မှားသွားတယ်ဆိုတော့ဒါပေမဲ့မမတမီးမနေ့ကကလေးရတယ်အဲ့ဒီ comment ညီမလေးကအမ record ဆိုတော့ line ပေါ်မတင်ပါနဲ့လို့ပြောတယ်အားလုံးသိရနော် line ပေါ်မတင်ပါနဲ့လို့ပြောတာကဒီမပြပြီနော်အမမတင်ပါဘူးပြမယ်နော်ဒါပေမဲ့အမက share တာမရှိဘူးဟုတ်မတင်လားညီမလေးတို့ပေါ့နော်ဒါဘာသာမပါဘူးနော်လူမျိုးစုပေါ့နော်အမကိုဆဲနေတာအောက်မှာဆိုလို့ရှိရင်အစ္စလမ်လေးကြီးပဲဟုတ်တယ်နော်ဟုတ်တယ်နော်အစ္စလမ်လေးကြီးပဲဒါပေမဲ့အမဒီအကောက်တူတွေမလို့မတုတ်ပြန်ခဲ့ဘူးဒီလားအမမတုတ်ပြန်ခဲ့ဘူးသူဒီအကောက်စစ်နဲ့ တောင်းမှုဆိုတဲ့အတွက်လည်းအစ္စလမ်လည်းဖြစ်တင်ဖြစ်ပဲတခြားဟာလည်းဖြစ်တယ်မီးမွေးတဲ့လူတွေ ဟုတ်တယ်ဟုတ်တယ် အကျဉ်းများအဲ့ဒါအမ နောက်တိုင်တဲ့လူတွေကမီးမွေးတဲ့နောက်ကိုလိုက်ပါပဲ ဟုတ်တယ်အမပြောတာ နေရလည်းခိရည်စည်းတောင်းလိုက်ပြီးပေါ့ပြင်းမလုံးနဲ့နော်နေရအသက်ငယ်လို့ငါတို့မပြောရဲထားနေပေါ့ပြင်းနေရမ်းလုံသွားတယ်မလုံးနဲ့ကိုယ့်ကိုငြိမ်နေ အော်အပြမယ်အားဆိုအမအခုနအခုပြောရမှာနော်အစ္စလာမ်ဖြစ်စင်မှာဖြစ်လိမ့်မယ်အိုက်ဆဲတဲ့သူတွေက ဟိုရပါတယ်ခုပြောပြော ဟုတ်ရဟိုကတောင်းမှန် မလည်းမရှင်းတော့ကျွန်တော်လည်းမရှင်းတော့ဘူးမလည်းဒီဟာရှင်းဆိုတဲ့အခါမှာဒီစကားလုံးကိုတောင်းမှန်ခိုင်းလိုက် သူ့အရင်ထိခိုက်သွားတယ်အကြောင်းကို နေနေပြန်ပြီးတော့သူ့ကိုတမီးအဲ့ဒါကို နေရနိုင်ငံနဲ့ချိန်ပြီးကိုနေဆဲထားတဲ့အတွက်နေတောင်းမယ် ဟုတ်တယ်အဲ့ဒါကိုတောင်းမှန်အဲ့ဒါပြီးပြီးသွားပြီအဲ့ဒီကိစ္စပဲသူတို့လာ ဒီ comment ကိုရေးလိုက်တဲ့အတွက်လည်းအခုလည်းတမီးထပ်ပြီးတော့တောင်း